ARD ဆိုတာကကျွန်တော်တို့နိုင်ငံအတွက်တဘာဝကပေးထားတဲ့ရေပိုက်လိုင်းကြီးပါနိုင်ငံတနိုင်ငံရဲ့မြောက်ဘက်ပိုင်းကနေတောင်ဘက်ပိုင်းအထိအစဆုံးစီးဆင်းနေတဲ့မြစ်ဆိုတာမရှိသလောက်ရှားပါတယ်မင်းတို့သင်္ဘောပေါ်မှာဖဲဝိုင်းလို့ရင်ငါအကောက်ကောက်ရလိမ့်မယ်လို့ပြောတော့တငယ်ချင်းတွေကမင်းကမသားအိမ်ပိုင်ရှင်မို့လို့အကောက်ကောက်ချင်တာလားလို့ပြောတယ်ဗျအားလုံးပဲမင်္ဂလာပါသူတက်စော Sharing and Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောမယ့် podcast အကြောင်းကတော့မြစ်တို့ရဲ့မာယာကိုဆက်ဖြင့်တိုင်းတာခြင်းလို့အမည်ရပါတယ်မြစ်တို့ရဲ့မာယာကိုတော့ဆက်ဖြင့်တိုင်းလို့ရတယ်မိန်းမတွေရဲ့မာယာကိုတော့ဆက်ဖြင့်တိုင်းတာလို့မရပါဘူးပြန်လာရင်ပြန်လာကြည့်မြစ်တို့ရဲ့မာယာကိုဆက်ဖြင့်တိုင်းတာခြင်းဆိုတာကကျွန်တော်ရေချောင်းတိုင်းတာရေးအင်ဂျင်နီယာဘဝတုန်းကကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကိုပြန်လည်မျှဝေတာပဲဖြစ်ပါတယ်ဘဝအတွေ့အကြုံတွေကိုပြန်လည်မျှဝေတဲ့အခါမှာတော့ facts and figure တွေ document တွေအချက်လက်တွေဝေစာသားနဲ့အဲ့လိုတင်ပြသွားမှာမဟုတ်ပါဘူးတကယ်မြေချောင်းတိုင်းတာရေးအကြောင်းသိကျင်တယ်ဆိုရင်တော့ Google တို့ YouTube တို့မှာရှာကြည့်လို့ရပါတယ်ခုခေတ်က AI ခေတ်ဆိုတော့ခင်ဗျားသိကျင်တဲ့အကြောင်းအရာတွေကို AI မှာမေးလို့လည်းရပါတယ်ကဲအဲ့ဒီတော့ podcast အကြောင်းကိုစပြောလိုက်ကြရအောင်ရေချောင်းတိုင်းတာရေးရုံဆိုပေမဲ့မြမစိတ်ကန်းအာနာပိုင်ကဖွင့်လှစ်ထားတဲ့တောင်တူးမန်နေဂျာရုံးကိုပြောတာပါအဲ့ဒီရုံးကဘိုးတောင်ဖျားနာမှာတည်ရှိပါတယ်ကျွန်တော်တို့ကအဲ့ဒီရုံးကိုမနေ့မိုးလင်း9နာရီရောက်သွားတယ်နေခင်း12နာရီမှာအလုံနာတယ်ညနေ9နာရီမှာအလုံဆင်းတယ်မနေ့9နာရီဘိုးတောင်ဖျားနာကိုရောက်ပြီဆိုတာနဲ့အဲ့ဒီလမ်းဘေးကဘိန်းမုံဆိုင်မှာဘိန်းမုံတစ်ချက်နဲ့ရေနွေးချမ်းတအိုးကိုတစ်ချက်ပေးပြီးစားပြီးတော့ဗိုက်ပြည့်အောင်စီစဉ်ရပါတယ်ပြီးမှကျွန်တော်တို့ရုံးတက်ရပါတယ်ရုံးတက်တဲ့အခါမှာတော့နေ့လယ်12နာရီမှာထမင်းစားချိန်နားတဲ့အခါကျတော့ဘိုးတောင်သတင်းစာတိုက်ကဖွင့်ထားတဲ့တက်တာဆိုင်အဲ့ထမင်းဆိုင်မှာစားရပါတယ်အဲ့ထမင်းဆိုင်ရဗျာဆိုင်နာမည်ကိုကရင်ခုန်စရာကောင်းတယ်စာမစားတဲ့ဘာကြောင့်လဲဆိုတော့မစားဘဲနဲ့သွားစားရင်တော့စားခြင်းစိတ်ကုန်သွားမှာဖြစ်လို့ပဲအဲ့ဒီဆိုင်မှာစိတ်ကန်းကုန်တင်ကုန်ချအလုပ်သမားတွေအောက်ခြေလုပ်သားတွေနဲ့အတူတူတန်းစီပြီးတော့ထမင်းစားရပါတယ်အဲ့ဒီထမင်းဆိုင်အကြောင်းကိုတစ်ခါတော့ပြည့်ပြည့်စုံစုံပြောပြခြင်း podcast နာမည်ကိုတောင်မှစာမစားလို့ပေးပြီးတော့ပြည်သက်ကြီးကိုမျှဝေခြင်းပါတယ်တောင်တူးအင်ဂျင်နီယာလုပ်ခြင်းနဲ့နေ့စဉ်စားသုံးခဲ့တဲ့စာမစားဆိုတဲ့ထမင်းဆိုင်အကြောင်းကိုတော့ကြုံရင်တင်ဆက်ပေးပါမယ်ရေချောင်းတိုင်းတာရေးဆိုပေမဲ့မြမစိတ်ကန်းအာနာပိုင်ကနေသူ့ရဲ့စိတ်ကန်းတွေတောင်ထွန်းလာမှုကိုတိုင်းတာတာပါမြစ်ရဲ့အောက်ခံကျမ်းမြေမှာအနေတွေစုပုံလာမှုကို echo sounder လို့ခေါ်တဲ့အတန်လိုင်းထုတ်လွှင့်စနစ်ကိုအသုံးပြုပြီးတိုင်းတာတာပါမြစ်ရဲ့အောက်ခံကျမ်းမြေအနက်ကိုရဖို့အတွက်ဒီညီမျှခြင်း speed into time by 2နဲ့ formula နဲ့တွက်ချက်တာပါအဲ့ဒီ formula မှာသုံးတဲ့ speed ဆိုတာကအတန်ရဲ့ရေထဲမှာဖြတ်သွားတဲ့ကိန်းတွေအလင်းကိုခေါ်တာပါအတန်လိုင်းကအသွားအပြန်ဖြစ်တဲ့အတွက်သူ့ကို2နဲ့စားရပါတယ်တစ်ပိုင်းတစ်ပိုင်း2ဆိုပြီး2နဲ့စားရပါတယ်ရေချောင်းတိုင်းတာတဲ့ရက်ကိုရေတက်ရဲ့ရေကျရဲ့ခွဲခြားပြီးတိုင်းတာရပါတယ်ပြီးရင်မြစ်ရေကိုအနှိမ့်အမြင့်အလိုက်နမူနာပလင်းတွေယူပြီးတော့ဓာတ်ခွဲခန်းကိုပို့ရပါတယ်ရန်ကုန်မှာဆိုရင်တော့ပန်းဆိုရန်စိတ်ကန်းကနေလှိုင်မြစ်ကိုစံတက်ပြီးတော်လီတော်တက်ထိသွားပြီးတိုင်းရပါတယ်စာစုထဲမှာပါတဲ့အပြူတွေပေါ်တဲ့လိုင်ဘောလေရွာကိုတောင်ရောက်ခဲ့ပါသေးတယ်ရေချောင်းတိုင်းတာရေးလုပ်ရင်းနဲ့ site business ကဘာလုပ်တယ်လဲဆိုတော့ရန်ကုန်အင်းစိန်လှိုင်မြစ်လမ်းထဲမှာတိုင်းရင်းနဲ့ရွာတွေသွားတဲ့အခါပြန်လာတော့စံအိတ်တွေသင်္ဘောပေါ်ဝဲတင်လာပါတယ်စစ်တွေကြောက်ဖြူကိုရေချောင်းသွားတိုင်းတော့လေအပြန်မှာဘေဒုတ်အထည်တွေဝဲပြီးရန်ကုန်ကိုယူလာပါတယ်စီးပွားရေးလုပ်ချင်တဲ့စိတ်ဆိုတာကသွေးထဲမှာပါလာတဲ့ဗီဇတန်တွေတစ်ခုပါပဲဗီဇဆိုလို့ကျွန်တော်ကလောင်းကစားလုပ်တာတော့လုံးဝဝါသနာမပါဘူးဗျရုပ်စအစုံပြားထီတောင်တစ်ခါတရံမှပဲထိုးတယ်ရေချောင်းတိုင်းတာရေးလုပ်ရင်းနဲ့ရေတဲ့ရေချောင်းကိုစောင့်ပြီးသင်္ဘောကိုကြောက်ချရန်နာထားပါတယ်အဲ့လိုရန်နာထားတဲ့အချိန်မှာသင်္ဘောတစ်စင်းလုံးဖဲရိုက်ကြပါတယ်ကျွန်တော်ကဝါသနာမပါတော့အဲ့သင်္ဘောဥထိတ်မှာသွားပြီးခြေထောက်ကိုတွဲလောင်းချပြီးဂီတာထိုင်တီးနေပါတယ်ကြာလာတော့လေသင်္ဘောတစ်စင်းလုံးမှာကိုတယောက်တည်းဖဲမရိုက်တာဆိုတော့ပြင်းလာတာပေါ့ဗျာအဲ့ဒီအခါကျတော့လေသူတို့ဖဲဝိုင်းနာသွားပြီးဘာလုပ်တယ်လဲသိလားဖဲရှုံးတဲ့ကောင်တွေဆီကပစ္စည်းကိုအပေါင်ခံတာကျွန်တော်ကသင်္ဘောပေါ်မှာအပေါင်ခံထားတဲ့ပစ္စည်းကိုရန်ကုန်ရောက်ပြီးတစ်လပြည့်လို့မှမရွေးရင်တော့စုံးမိတာမှတ်လိုက်ပြီးတော့အဲ့ဒီအပေါင်ခံတဲ့ကိစ္စကလည်းရက်ွက်ထဲမှာဂီတာပေါင်ရာကနေစလာတာရက်ွက်ထဲမှာဂီတာကိုအပေါင်ခံပြီးတော့နောက်ပိုင်းကျတော့ရသမျှပစ္စည်းအကုန်အပေါင်ခံတော့တာပါတချို့ဆိုရင်သူတို့အင်ကြီးဝစ်စားကိုလာပေါင်တာမိန်းကလေးတွေဗျအပေါင်ခံတဲ့ကျွန်တော်ကိုတွေ့တော့ရှက်ပြီးတော့ပြန်လှည့်ထွက်သွားတယ်အပေါင်ခံလို့ရတဲ့ပစ္စည်းတွေကိုအချိန်ကြာတာနဲ့ကျွန်တော်ကရွာတွေကိုတွားရောင်းခိုင်းလိုက်တာသင်္ဘောပေါ်မှာတော့နာယီတွေလက်စွပ်တွေဆွဲကြိုးတွေအပေါင်ခံတာပေါ့ဗျာရန်ကုန်ရောက်လို့ပြန်မရွေးရင်တော့အဆုံးပဲ
သူတို့တော့ဖဲရိုက်လို့ရှုံလန်းနိုင်လားမသိဘူးကျွန်တော်ကတော့ okay ဆိုပြေတာပဲရေချောင်းတိုင်းတာတစ်ခါတလေလနဲ့ကြီးကြာလာတဲ့အခါကျတော့ကျွန်တော်ကနောက်တစ်မျိုးထွင်ပြန်နေဗျမင်းတို့တင်းမောပေါ်မှာဖဲဝိုင်းလို့ရင်ငါအကောက်ကောက်ရလိမ့်မယ်လို့ပြောတော့တငယ်ချင်းတွေကမင်းကမသားအိမ်ပိုင်ရှင်မို့လို့အကောက်ကောက်ချင်တာလားလို့ပြောတယ်ဗျဒါပေမဲ့လည်းကြာတော့လေကျွန်တော်အကောက်ကောက်ခွင့်ပြုလိုက်တယ်ကျွန်တော်ကသူတို့စီရရတဲ့အကောက်နဲ့သူတို့ပြန်ပြီးတော့ဟင်းနေချက်ကျွေးတာပါဗျအဲ့ဒီခေတ်ကကြောက်ဖြူစစ်တွေမှာငါးစည်းထဲမှာငါးပုံတစ်ပုံဆိုရင်ငါးအပုံကြီးတစ်ပုံမှာတစ်ချက်နှစ်ချက်ပဲရှိငါးတွေပစုံတွေဝယ်ပြီးကျွန်တော်သူတို့ကိုပြန်ချက်ကျွေးခဲ့တယ်ဖဲဝိုင်းဆိုတာလဲကြာလာတော့အကောက်သေးပဲငွေတွေကစုပုံရောက်သွားတာပါပဲစစ်တွေမှာရေတန်းရင်တော့ဆက်ယူးကြချောင်းထဲမှာတိုင်းပြီးတော့ကြောက်ဖြူမှာရေတန်းရင်တော့ငလပွေးစိတ်ကမ်းမှာတိုင်းပါတယ်ဤပညာစွမ်းအားနဲ့မြင့်ရဲ့အောက်ခံကြမ်းမြင် cross section ပုံကိုတိုင်းတာပုံထုတ်ရပါတယ်ဒီနှစ်ထုတ်တဲ့ပုံနဲ့နောက်နှစ်ထုတ်တဲ့ပုံနဲ့ကွာမှုကိုကြည့်ပြီးဒီအောက်မှာသဲနှုံးနေတော့စုပုံနေပြီဆိုတာကိုတွက်ချက်လို့ရပါတယ်အဲ့ဒီတော့မှတောင်တူးရမယ့်နေရာတွေကိုတောင်တူးဆက်ကြီးတွေနဲ့တူးပါတယ်တူးပြီးရလာတဲ့သဲနှုံးတွေကိုပင်လယ်ဝါကနေအိုးအနက်ဆုံးအပိုင်းအထိတင်မောကိုမောင်းသွားပြီးတော့မှစွန့်ပြစ်ရပါတယ်တကယ်တော့ဒီနည်းပညာဟာကျွန်တော်တို့တိုင်းပြည်အတွက်အလွန်ကိုအသုံးဝင်ပါတယ်မြန်မာပြည်ရဲ့အသက်သွေးကြောARD မြစ်ကြီးကိုဒီနည်းပညာနဲ့တောင်တူးပြီးတော့ရေရှည်တည်တံ့အောင်ထိန်းသိမ်းဖို့လည်းလိုပါတယ်အခုတော့ ARD မြစ်ရဲ့အလဲကောင်းမှာမြို့တွေရွာတွေတောင်တည်နိုင်နေပါပြီ ARD ဆိုတာကကျွန်တော်တို့နိုင်ငံအတွက်တဘာဝကပေးထားတဲ့ရေပိုက်လိုင်းကြီးပါနိုင်ငံတနိုင်ငံရဲ့မြောက်ဘက်ပိုင်းကနေတောင်ဘက်ပိုင်းအထိအစအဆုံးစီးဆင်းနေတဲ့မြစ်ဆိုတာမရှိသလောက်ရှားပါတယ် ARD မြစ်ကြီးကကျွန်တော်တို့နိုင်ငံအတွက်အလွန်အသုံးတဲ့ပေမဲ့အဲ့ဒီ ARD မြစ်ကြီးကိုအသုံးမချခဲ့ရနိုင်တာကကျွန်တော်တို့ညံ့လို့ပါကျွန်တော်ကလည်း AI ကိုသုံးတတ်စာဖြစ်နေတော့ AI ကိုမေးကြည့်တယ်လွန်ခဲ့တဲ့နှစ်ပေါင်း100လောက်က ARD မြစ်ရဲ့အနေအထားအတိုင်းပြန်လည်ရယူခြင်းနဲ့ဆိုရင်ငွေကြေးဘယ်လောက်ကုန်မလဲလို့ AI ကိုမေးကြည့်တော့ American Dollar 80 ဘီလီယံကုန်မယ်လို့သူကတွက်ချက်ပေးပါတယ်အဲ့ဒီလိုတောင်နေထွန်းပြီးတိမ်ကောသွားတဲ့သဘာဝကပေးတဲ့အခွင့်အရေးကဘယ်လောက်နှမျောစရာကောင်းတယ်လဲဗျာခုနိုင်ငံရဲ့မောစရာကောင်းတဲ့အကြောင်းတွေဆက်မပြောခြင်းတော့လို့ရေစရာကောင်းတဲ့ဘက်ကိုလှည့်လိုက်ကြအောင်စစ်တွေမှာရေတိုင်းတော့လနဲ့ကြည်ကြတယ်လနဲ့ကြည်ကြတော့ကျွန်တော်ကစစ်တွေမှာဘေဒုတ်ရောင်းတဲ့ဈေးကိုခဏရောက်တယ်မြို့ဟောင်းရက်ွက်ဌာနလမ်းမှာရှိတဲ့ဘေဒုတ်ဈေးပေါ့ဗျအဲ့ဒီတော့ကဘေဒုတ်ဈေးဆိုင်တွေကတန်းစီပြီးအများကြီးပဲဗျအဲ့ဒီတော့ကမြန်မာပြည်မှာခစ်စားတဲ့ foreign shop ဆိုတာအဲ့ဒီကစတာဗျအဲ့ဒီဈေးကိုဘယ်လောက်သွားတယ်လဲဆိုရင်နောက်ဆုံးမှာဆိုင်ရှင်ကဈေးကူရောင်းခိုင်းတဲ့အထိပါပဲဘေဒုတ်အတစ်တစ်ခုဖောက်ရင်ကောင်းမေဆိုတဲ့အထွေတွေကိုရွေးပြီး10တဲ့တစည်းစီးပြီးရန်ကုန်မှာပြန်ရောင်းဖို့လုပ်ရပါတယ်။ဆိုင်ရှင်နဲ့အဆင်ပြေတော့ကြိုက်ဆုံးဆိုတဲ့အထွေတွေရွေးပြီးဥထားလို့ရပါတယ်။ဝယ်ရင်စစ်တွေမှာ foreign shop တစ်ထည်ကို10နဲ့ဝယ်ပြီးရန်ကုန်ရောက်သွားရင်25ကျပ်နဲ့ပြန်ရောင်းစားပါတယ်။ဘေဒုတ်ဆိုလို့အဲ့ဒီဘေဒုတ်တွေကမြန်မာနိုင်ငံမှာကြုံဆုံနေရတဲ့သဘာဝဘေးအန္တရာယ်အတွက်နိုင်ငံတကာကနေထောက်ပံ့တဲ့ပစ္စည်းတွေဖြစ်ပါတယ်။အဲ့ဒါတွေကိုကျွန်တော်တို့နိုင်ငံကရောင်းဝယ်ဖောက်ကားနေကြတာပါဘေဒုတ်ဖောက်တဲ့အတွေ့အကြုံလေးကိုပြောပြမယ်ဘေဒုတ်ဆိုတာ10ပေပတ်လည်လောက်အန်စာတုံးပုံပက်ကင်ချုပ်ထားတဲ့အိတ်ကြီးပါတောက်မှာအပေါက်တစ်ပေါက်ဖောက်ပြီးအစအနှဲငယ်ဝယ်ဆွဲထုတ်ပြထားတယ်အဲ့ဒီထဲမှာဘာတွေပါမလဲဆိုတာတော့ကံဒီကံမှပြောလို့မရဘူးအဲ့ဒါကိုဈေးဖြတ်ပြီးဝယ်ရတာပါတစ်ခါတလေလဲကံကောင်းရင်တကယ်အကောင်းစားအထည်တွေပါလာတစ်ခါတလေကံဆိုးရင်တော့လဲဝယ်ဈေးနဲ့မကိုက်ဘူးပေါ့ဗျာစစ်တွေကြောက်ဖြူကနေရေရောင်းတိုင်းတာပြီးပြန်လာရင်ရန်ကုန်မြို့မှာပန်းဆိုးတန်းစိတ်ကန်းလမ်းမတော်စိတ်ကန်းငမိုးရိပ်ချောင်းနဲ့ပင်လယ်ဝါတို့မှာရေချောင်းတိုင်းတာရပါတယ်စိတ်ကန်းတွေမှာသင်္ဘောတွေကိုတတ်မှတ်ရေစုအတိုင်းစိုက်ကတ်နိုင်မှုအတွက်ကိုတောင်တွေကိုလိုအပ်တယ်လို့တူပေးရပါတယ်လိုချင်တဲ့ရေစုရတဲ့အထိသဲနှုံးတွေကိုတောင်တူးဆက်တွေနဲ့တူပြီးပင်လယ်ဝါကိုသွားစွန့်ပြစ်ရပါတယ်အင်ဂျင်နီယာပေါက်စဘဝရတော့ဗျာအောက်ခြေအလုပ်သမားကလည်းပြဿနာရှာတယ်ကို့အထက်အင်ဂျင်နီယာတွေကလည်း pressure ပေးတယ်အဲ့တော့ကျွန်တော်တို့ကျောင်းစင်းကာစားအင်ဂျင်နီယာတွေကိုဘိန်းမုံလို့ခေါ်တယ်ဘိန်းမုံဆိုတော့အထက်မီးအောက်မီးနဲ့အကင်ခံရတာပေါ့ဗျာအင်ဂျင်နီယာပေါက်စဘဝကကို့အထက်အုပ်ချုပ်တဲ့အင်ဂျင်နီယာတွေနဲ့လည်းပြဿနာဖြစ်တာပဲတခါတော့ကရေချောင်းတိုင်းတာကြီးအပြင်ကို့အထက်ကအုပ်ချုပ်တဲ့အင်ဂျင်နီယာအဲ့လူတွေကျွန်တော်ခမည်းကိုကြည်နေတာတဲ့ဘယ်သွားတယ်ပြန်လာရင်ပစ္စည်းတွေဝယ်လာတယ်အဲ့တော့ခမည်းကကုန်တယ်လားအင်ဂျင်နီယာလားအဲ့တော့ကျွန်တော်ကလည်းခက်ရွရွပဲပြန်ပြလိုက်တယ်နှစ်ခုစလုံးဟုတ်တယ်လို့ရေချောင်းတိုင်းတာရေးအင်ဂျင်နီယာအလုပ်ကခိတခဏဝင်ရောက်လုပ်ကင်တာဖြစ်လို့သူ့အတွက်မှတ်မှတ်ရပြောစရာတွေတော့အများကြီးမရှိပါဘူးသင်္ဘောတစ်စင်းလုံးဖဲရိုက်နေလို့သင်္ဘောဥပိုင်းမှာခြေထောက်ကလေးကိုတွဲလောင်းကြပြီးဂီတာတီးနေအဲ့ဒီအချိန်မှာကျွန်တော်ဂျူတီအလှည့်ကျပြီးလို့ခေါ်လိုက်တော့ရုတ်တရက်ထလိုက်တယ်သင်္ဘောတန်တန်းနဲ့စောင့်ပြီးကျွန်တော်နှစ်ဖူးခွဲသွားပါလေရောဗျာကြောက်ဖြူမှာရေတန်းရင်းနဲ့သမင်းချစ်တဲ့အလုပ်သမားနဲ့စကားများတာတချို့အောက်ခြေလုပ်သားတွေကလည်းချင်မောင်နဲ့ကြက်သားလဲရဲသလားတဲ့တချို့ကြတော့ပဲဟင်းနဲ့ကြက်သားလဲရဲသလားတဲ့
တောင်ကြီးတို့ဟာခါတို့ကံယူတန်တာတင်မောတွေကိုရေချောင်းတိုင်းတာဖို့တွားရင်းနဲ့လှိုင်းမှုပြီးတနေ့လုံးထိုးအန်တာကြောက်ပြူရောက်တော့သမင်းချက်ကျွေးတဲ့အလုတ်သမားနဲ့ရန်ဖြစ်ခဲ့ရတာလေအမှတ်တရပါပဲကြောက်ပြူငလဘွေးစိတ်ကန်းကသမင်းချက်ရောင်းတဲ့အပြူကြီးကလည်းကျွန်တော်တို့အင်ဂျင်နီယာပေါက်စတွေပေါ်မှာတရားတရားအလွန်ကောင်းတာလေမှတ်ရရှိနေပါတယ်စစ်တွေမှာထူးဆန်းတာကပင်လေကန်းဆက်ကကပွေးဝင်အောက်ကထိုင်ကုန်လေးတွေမှာဘယ်သမီးစားအတွဲမှာထိုင်တာမတွေ့ဘူးနောက်ပြီးတော့စစ်တွေမှာခွန်းရဆိုင်ကိုနှစ်လက်မှပတ်လက်တန်စကားနဲ့နှစ်ထပ်လောက်ကပြီးခွန်းရရောင်းတာလည်းတွေ့ဘူးတယ်ဒီ postcard ရဲ့အနှစ်ချုပ်က echo sound ကိုတုံးပြီးတော့မြစ်တွေရဲ့ကြမ်းမြင့်ကိုတိုင်းတာတဲ့အလုပ်ကကျွန်တော်တို့နိုင်ငံအတွက်အလွန်ပဲလိုအပ်ပါတယ်အဲ့ဒီဌာနကလည်းဒီတမကအလုပ်တွေပို့လို့ဖို့လိုအပ်ပါလိမ့်မယ်ဘတ်ဂျက်လည်းပုံမသုံးစွဲဖို့လိုအပ်ပါလိမ့်မယ်ရေချောင်းကကုန်ပစ္စည်းတွေတည်ယူပို့ဆောင်တဲ့နေရာမှာဈေးစကအလွန်တက်တာလို့ကျွန်တော်တို့နိုင်ငံရဲ့မြစ်ချောင်းတွေကိုအသုံးပြုပြီးကုန်စည်ပို့ဆောင်ရေးထွန်းကားလာဖို့လည်းအကြံပြုလိုပါတယ်သူများတိုင်းပြည်ကသဲကန္နာရတွေထဲမှာရေသွဲမြောင်းကြီးတွေကိုစက်အရန်အကြီးတွေသုံးပြီးအင်တိုက်အားတိုက်မြစ်အတုကိုဖော်ဆောင်နေကြပါတယ်ကျွန်တော်တို့ကိုတဘာဝကပေးအပ်ထားတဲ့ ARD ဆိုတဲ့ရေသွဲမြောင်းကြီးကိုပြုပြင်အသုံးပြုဖို့လည်းဒီနေရာကတိုက်တွန်းကြပါတယ်ရေချောင်းတိုင်းတာရေးအင်ဂျင်နီယာဘဝအကြောင်းပြောပြီးတော့အပြောင်းလဲလေးဖြစ်သွားအောင်ကျွန်တော်ကြက်မွေးမြူရေးလုပ်ခဲ့တဲ့အကြောင်းကိုပြောပြချင်ပါတယ်ဥကပေါက်လာတဲ့ကြက်တွေကိုမီးနေစောင့်ပေးရတယ်ကျွန်တော်ကြက်ချံပိုင်ရှင်ရဲ့ဘဝကိုပေါ်ကျူးပြသမယ်ကြက်မီးနေဆိုတဲ့ postcard မှာပြန်လဲစုံတွေ့ကြပါစို့လားခင်ဗျာကျွန်တော်ရဲ့ YouTube channel ကိုလည်း like and subscribe လုပ်ပေးဖို့လည်းတောင်းဆိုလိုပါတယ်မြစ်တို့ဤမာယာကိုဆက်ဖြင့်တိုင်းတာခြင်းဆိုတဲ့ postcard ကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တဦးချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ကြည့်ရှုသူအပေါင်းစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံပြီးရန်သူမျိုး၅ပါးဘေးရန်မှကင်းကွာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ကျွန်တော်သူ့ထက်ဇော်ပါ